ကဲအားလုံးဒါကတော့ကျွန်တော်တို့စပြီးတော့သွားတာဖြစ်ပါတယ်ဒါကျွန်တော်ဖွဲ့ပြီပါဒါကတော့ပြစုပ်စုပ်တောက်ရတဲ့ကော်ဖီပါမိုးလေးဒီပဲလေဆော်ရနေအေးနေပါပြီဆော်ရနေအေးနေပါပြီရှယ်အေးနေပါပြီဒါတော့ကျွန်တော်ရဲ့မဟီတီလေးနေပါမောင်မဲမဲနဲ့ဒါတော့တောက်လျှောက်အိတ်လာတဲ့သမော်ဒီလေးပါဒါတော့ကျွန်တော်တို့အီရက်တောင်ပါဒါကျွန်တော်တိပေါမလို့တန်းစီနေရပါဘေးရှိုးတယ်ဒါဘေးချင်းရှိုးတာကိုပြတာပါဘေးချင်းရှိုးနေပါအဲ့တော့ကျလေးဒီဘက်လေကျလေးဒီဘက်လေးကြည့်ပါရတော့ဟာมันไม่เผ็ด ပွားနေမိုက်တာ โอเคပြောပါငါသားဟိုကတော့ပါတယ် ရက်ညူ ဟုတ်ပါရဲ့ပြောပါရိုက်ပြီနော်ရိုက်တယ်ပြီတရားပြီရိုက်လီရော ကဲရောက်ပါပြီကျောက်တဲမှာဒီမှာပါခြံထဲမှာပါဒါထိုးဝဲဒီပြင်မှာဒါနေတိုင်းခိုးမလို့ပါလို့သွားသေးဘူးဒါတော့ပြက်ကုန်းက okay ဝိုင်းဒါဖောက်ပေါင်းပါကားပြက်လို့ဘူးနေတဲ့လူတွေပါအားပါကဲစတင်ထွက်ခေါ်ပါလေဒါစပြီးတော့ဘာညာသွားနေပါပြီရှယ်နေရာကြီးရှောက်သွားတော့မှာဖြစ်ပါလေတမိုးစီးပြီးတော့တမိုးဆက်လီစီးပြီးတော့ဘာညာတောင်းနေဖြစ်ပါလေဒါတော့မင်းသားပါဒါတော့ဘယ်လိုမှပြောရလို့မင်းသားပါရှမ်းပြည်ရောက်တော့ရှမ်းစားကျွန်တော်စားနေရပါဒါတော့လက်ရကန်းဖြစ်ပါလေလက်ရကန်းမှာတပူကြီးပါရက်တာပါကျွန်တော်ဒီလေးမှာရွာတယ်မိုးထုတ်နေတာတော့ဘယ်ရောက်နေရလဲပြောကြည့်ကျွန်တော်
အင်းလေးတစ်ခွင်ပြည့်ပြည့်စင်ပြီးရဲ့နောက်မှာကျွန်တော်တို့ကလောမှာကျွန်တော်တို့ရဲ့အစီအစဉ်နိုင်ပေါ့နော်ရက်တော့မှာဖြစ်ပါ အင်းလေးမှာရွာရဲမှုရေအင်းလေးမှာရွာရဲမှုရေတိတ်လေးပါတိတ်လေးပါဒီမှုရရတော့သဘောကျတော့ဟာသဘောကျဆုံးဗီဒီယိုကလစ်တွေထဲမှာဒီမှုရတော့ရှေးဒါတော့ဘာညာညာကြရင်ဒီကျူလေးနဲ့စကီလေးနဲ့ပါ ဆိုရင်ထားပြီးတော့တိမ်ကြည့်ပဲဆိုပြီးဒုက္ခသွားခံကြတာပါကျွန်တော်တို့ပဲဒုက္ခခံတယ်လူအများကြီးပါအေးတိမ်တွေ့လားအေးကဲမိုက်ပါလေကဲတန်ပါလေကြည့်ရတာဒါတော့ဘာညာစူပါတောင်ပါစူပါနဲ့ကြော့ပြစီဆိုရတောင်ပါခေါဒါတော့မောင်လေးတွေပါမောင်လေးတွေအုပ်လိုက်ကြီးတွေ့နေရပါဒါတော့ရေပြအိုင်ပါပြနေတဲ့အိုင်ပါဒါတော့မီးဘုံပွဲမှာစုကဝေးကပေါ့ဗျာဒါတော့ Elizabeth brand new ကိုတွန်းနေရပါပြန်နေပါပြီစောက်ဆက်နေလည်းမရှိတော့ပါဘူးဒါတော့အိမ်ပြန်ချင်းညနေခင်းနေပါအားလုံးစောက်ဆက်နေကုန်တော့စိတ်ညစ်စွာနဲ့ပြန်လာတာပါအားလုံးကျေးဇူးပါ